ဒီပုံလေးမြင်မှုကြမယ်ထင်တယ်ဒါဘာလို့နေကြရလဲဆိုလို့ရှိရင်ရိုက်ကူးရေးတစ်ခုမှာကျွန်တော်တို့ actual shot မတိုင်ခင် director နဲ့ DP ရနေပြီးတော့ဒီအများအားလုံးလေးရှိတဲ့အရာပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီသူတို့လက်ထက်မှာကင်ထားတဲ့ view finder ဆိုတဲ့ဟာနဲ့ကျွန်တော်တို့မရိုက်ခင် preview text လုပ်နေတာပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ထပ်ပိုင်ပါအခုကျွန်တော်လက်ထဲမှာကင်ထားတဲ့ဟာလေးကလည်း director view finder ပဲဖြစ်ပါတယ် director view finder ဆိုတော့ကျွန်တော်တို့ဒါ director DP အနေနဲ့ lens choice တွေcomposition framing နဲ့ဒီ focal length ရွေးတဲ့အချိန်မှာတကယ် actual shot မတိုင်ခင်မှာဒီအသုံးပြုတဲ့ဒါ preview test အနေနဲ့အသုံးပြုတဲ့အရာလေးပေါ့နော်market ထဲမှာလည်း view finder တွေအများကြီးရှိတယ်ဈေးတွေလည်းမျိုးမျိုးပဲတချို့ဟာတွေဆိုလို့ရှိရင်ခုနပုံမှာပြထားတဲ့ဟာတွေမျိုးဆိုလို့ရှိရင်ဒါဒီတကယ် cinema lens တွေတက်ပြီးတော့ကြည့်တဲ့ view finder တွေမျိုးပေါ့နော်ဒီအကုန်လုံးကျွန်တော်တို့ကြည့်တဲ့အထဲမှာအကုန်ဒီ view finder တွေထဲမှာဒီကောင်လေးကတော့နောက်ဆုံးဈေးအသက်သာဆုံးနဲ့တကယ်အသုံးတဲ့တဲ့ဟာလေးဒီကောင်လေးကတကယ်ဘာလုပ်ပေးတာလဲဆိုတော့ကျွန်တော်တို့ video မြိုက်ခင် frame ကြည့်ဖို့အတွက်သုံးတာဥပမာကျွန်တော် location scouting လိုမျိုးတကယ် actual frame set လိုမျိုးနေရာမျိုးတွေမှာတကယ်အသုံးတဲ့တဲ့နေရာလေးပေါ့ဥပမာကိုက cinema camera cinema prime တွေသုံးပြီးရိုက်တဲ့ချိန်မျိုးမှာဆိုရင်ကျွန်တော်တို့ frame ကြည့်ဖို့အတွက်ကိုကျွန်တော်တို့က camera lens လဲပါအောင်camera ကြီးရွှေ့ပါအောင်နဲ့ကျွန်တော်တို့အချိန်ကုန်နေပေါ့နော်တကယ် set ပေါ်မှာကျတော့တကယ်အချိန်ရငွေပဲဆိုတော့အဲ့လိုအချိန်မျိုးမှာ frame မတည့်ခင်ဒီ view finder လေးရှိရင်ဥပမာဒီ shot က35နဲ့ရိုက်မှာလား50နဲ့ရိုက်မှာလား composition ဘယ်လိုသွားမှာလဲ camera movement ကဘယ်လိုသွားမှာလဲဆိုတာကိုဒါလေးနဲ့ချိန်ကြည့်ပြီးမှတကယ် camera နဲ့ frame စတည့်ပြီးတော့စိုက်ရိုက်တာပို့ပြီးတော့အချိန်သက်တာတယ်ပေါ့နော် location scouting သွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်း camera မပါဘဲ frame ကိုဒါလေးနဲ့ပဲမှတ်ထားလို့ရတယ်ဆိုတော့ကျွန်တော် short list တော့၎င်း storyboard တွေထဲမှာတော့၎င်းသူနဲ့မှတ်ထားတဲ့ဒီကျွန်တော်တို့framing တွေ composition တွေကိုကျွန်တော်တို့ကတကယ် actual frame day မှာတကယ်တန်းရိုက်ရုံပဲပေါ့ကျွန်တော်တို့ frame ရှာနေကြမလို့တော့ဘူးဒါဆိုရင်တော့ဒီ view finder လေးကဘယ်လိုလုပ်လဲဆိုတာကို specific detail လေးသွားလိုက်မယ်ပထမဆုံးအနေနဲ့ကတော့သူနဲ့တူတူဘာတွေပါလဲဆိုတော့ကျွန်တော်တို့ unbox လေးအရင်လုပ်လိုက်မယ်ကျွန်တော်ပထမဆုံးတွေ့ရတာတော့ lens 8လေးပါမယ်ပြီးတော့ view finder သူနဲ့တူတူတွဲရပါတဲ့ကြိုးလေးပါမယ် lens တွေကိုတုပ်ဖို့ microfiber ဟိုလေးပါမယ်ဆိုတော့ကျွန်တော်တို့ unbox ပြီးတဲ့အချိန်မှာပထမဆုံးအနေနဲ့ build quality နဲ့ design ပိုင်းလေးတစ်ချက်ပြောမယ် build quality မှာတော့ aluminum body ကိုသုံးထားတာဖြစ်တဲ့ကြောင့်မလို့လေးလေးပင်ပင်စီစီပတ်ပိုင်းလေးရှိတယ် design ပိုင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါအရောင်ကတော့ဒီအမဲရောင်တစ်မျိုးပဲရှိမယ်လောက level မှာလွှဲထားမယ်ဆိုလို့ရှိရင်လည်းလောက pro filmmaker vibe ပဲပေါ့နော်ဆက်ပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာကတော့ကျွန်တော် ratio တွေပါမယ်ဒါက TV ratio အရင်က QTV တွေရဲ့ ratio size ဒါက 35:16 ratio ကျွန်တော်တို့ cinema camera တွေမှာဆိုရင် open gate ကို 3:2 or 4:3 ratio တွေပေါ့ဓာတ်ပုံ ratio ပေါ့နော်အခုနောက်ပိုင်းဆိုလို့ရှိရင်တချို့ music video တွေမှာလည်းဒီ ratio ကိုပိုသုံးလာကြတယ်အရင်လို look aesthetic file မျိုးရတာပေါ့ဒီဘက်မှာကျတော့ 1.66:1 ပေါ့နော်ဒီမှာတော့ 1.66 ပဲရေးပြထားတယ်1.66 ratio ကတော့ကျွန်တော်တို့1950 90ဝန်းကျင်နေမှာ European cinema တွေမှာသုံးတဲ့ ratio ပေါ့နော်အဲ့ကောင်က 16:9 နဲ့ 1.85 ratio တွေနဲ့စာရင်နည်းနည်းလေး frame ပိုမြင့်နေပေါ့နော်ဒီဘက်မှာကတော့ 16:9 16:9 ကတော့ကျွန်တော်တို့လူတိုင်းသိတယ်ဖုန်းတွေ camera တွေ streaming platform တွေမှာကျွန်တော်တို့အများအားတွေ့နေရတဲ့ ratio ပေါ့နော်standard ratio ကြီးပေါ့ဒီ 16:9 ကိုကျွန်တော်တို့ဒီ download လုပ်လိုက်မယ်ဆိုရင်လည်း 9:16 ratio ဖြစ်သွားမယ်Facebook TikTok Instagram vertical reach တွေရဲ့ ratio ပေါ့ကျွန်တော်ဒီဘက်က 1.85:1 ပေါ့နော် 1.85 ratio อ่ะဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါအခုHollywood cinema standard ratio လို့ပြောလို့ရမယ်အချမ်းပြင်းအဲ့လိုသိထားလို့ရတယ်ပေါ့နော်ပြီးတော့ဆက်ပြီးကျွန်တော်တို့ down ဒီဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်ကျတော့ဒါကျွန်တော်တို့ 2.35 2.45 ဆိုပြီးတော့နှစ်ခုရှိမယ်ဒါကတော့ကျွန်တော်တို့အတူဆုံးပြောရရင်တော့ anamorphic lens နဲ့ရိုက်တဲ့အခါမှာထွက်လာတဲ့ cinematic widescreen ratio တွေပေါ့Okay ဆိုတော့ဒီ ring လေးကတော့ကိုရိုက်ချင်တဲ့ ratio ကိုရွေးပြီးလှည့်ရတဲ့ ring လေးကျွန်တော်အောက်ဘက်ကိုဆက်သွားလိုက်မယ် Okay အောက်ဘက်မှာဆိုလို့ရှိရင်တော့ဒီ number တွေပါမယ်ပေါ့နော်ဒီ number တွေကဘာတွေပြောတာလဲကျွန်တော် focal length တွေကိုပြောတာပေါ့နော်အောက်ဘက်ကဒီကောင်ကတော့ super 16 super 35 anamorphic ကိုပြောထားတာပါ S16 ဆိုတာကတော့ super 16 flame ပေါ့နော် super 16 flame နဲ့ရိုက်မယ်ဆိုလို့ရှိရင်ရွေးရမယ့် lens range တွေက10ကနေ 114 mm တွေရှိတယ်ဒီဘက်မှာကျတော့ super 35 lens range တွေပေါ့18ကနေ200အထိ range တွေရှိမယ်ပေါ့နော်
ဆိုတော့ Super 35 camera ရဲ့ field of view အတိုင်းအတိအကျမြင်ရမယ်ဥပမာကျွန်တော်တို့မြန်မာနိုင်ငံ market ထဲမှာဆိုလို့ရှိရင်အသုံးများတဲ့ Relaxer mini နဲ့ Red Komodo ဆိုလို့ရှိရင်လည်း Super 35 cinema camera တွေပဲပေါ့နော်တခုရှိတာ 35mm full frame camera ဥပမာကျွန်တော်တို့အသုံးများတဲ့ဒီ f8.3 လို့မျိုး camera နဲ့ပဲရိုက်မယ်ဆိုရင်တော့ crop factor အရာတော့ 1.5 or 1.4 ထည့်မြောက်အောင်မယ်ပေါ့နော်အဲ့ဒီအချက်လေးတော့ရှိရယ် okay ဒီဘက်မှာကျတော့ကျွန်တော်တို့ AN ဆိုတာလေးတွေ့မယ်ဒီ AN ဆိုတာကတော့ anamorphic ကိုပြောတာanamorphic lens သုံးပြီးရိုက်ရင်ကြည့်ရမယ် lens range တွေပေါ့နော်35ကနေ400တိရှိရယ်အဲ့တော့ကျွန်တော်တို့ wide မှာလား close up မှာလားအကုန်စင်ပြေတယ်ခုနပြောထားတဲ့ဟာလေးတွေကိုကျွန်တော်တို့နည်းနည်းလေး text လေးလုပ်ပြမယ်ဆိုတော့ဒီကောင်လေးကိုအသုံးပြုပုံလေးကလွယ်လွယ်လေးပါကျွန်တော်တို့လိုချင်တဲ့ lens range ကိုရွေးကျွန်တော်တို့စမ်းရုံပဲဒီမှာ35ဒါဆိုလို့ရှိရင်ကျွန်တော်75ဒါဆိုလို့ရှိရင်ကျွန်တော်35ကိုရွေးထားတယ်ရွေးထားတယ်ဆိုလို့ရှိရင်ဒါဆိုရင်16/9ကိုကျွန်တော်ရွေးထားတယ်အခုကျွန်တော်35ကိုရွေးထားတယ်ပေါ့နော် 35mm Super 35မှာကျွန်တော်ကြည့်မယ် Super 35ဆိုလို့ရှိရင်ကျွန်တော်တို့ကကြည့်လိုက်တဲ့အချိန်မှာဒါဆိုလို့ရှိရင်ဒါ exactly ပေါ့နော် Super 35 frame နဲ့ရိုက်မယ်လို့တိကျကိုကျွန်တော်တို့ကဒီကနေမြင်နေတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဘာတွေကြံခဲ့လဲဆိုတော့ဒီဘက်မှာဒီကဏ္ဍနေလည်းရှိသေးတယ်ဒီကောင်လေးကတော့ဒါတိကျသူက column နေရှိရပေါ့နော်ဒါတွေရှိတယ်ဒါတွေဘာတွေလဲဆိုတော့ကျွန်တော်လည်းအတိကျတော့မသိဘူးဆိုတော့ဒီကောင်တွေကကျတော့ဒါမီလီမီတာတွေပြောတာဒီ lens ရဲ့မီလီမီတာတွေပြောတာပေါ့နော်အဓိကတော့ဒါတွေသိကြမလို့ဒီကောင်လေးတွေကျွန်တော်တို့သုံးတတ်ရင်ဒီကောင်လေးတွေကိုကျွန်တော်တို့ lens မီလီမီတာလေးတွေရွေးသုံးတတ်ရင်ရပြီကျွန်တော်အများနဲ့ကျွန်တော်တို့ကြည့်ပြမှာတော့ဒါပါပဲ Super 35mm ကိုကြည့်ပြမယ်ဆိုတော့ဒီကောင်ရဲ့အသုံးပြုပုံလေးတွေဘယ်လိုသုံးရတာလေးတွေနည်းနည်းလေးပြောပြပြီးသွားတဲ့အချိန်မှာကျွန်တော်တို့လက်ထဲရောက်တာအခုဆိုရင်ဒါတစ်ပတ်လောက်တော့ရှိပြီပေါ့နော်ကျွန်တော်ရဲ့သူ့ဘက်မှာအကောင်းတဲ့ချက်အဆိုးတဲ့ချက်လေးတွေနည်းနည်းတွေ့တယ်အဲ့ဒါလေးတွေကိုကျွန်တော်ပြောပြပေးမယ်ပထမဆုံးကောင်းတဲ့ချက်ကတော့ပို့ပပနဲ့စီစီမမိုင်လေးရှိတယ် build quality လေးတကယ်ကောင်းတယ်အဲ့ဒါလေးတော့ညင်လို့မရဘူးပြီးတော့ဒီကောင်က battery မလို့ဘူးက classic နောက်တစ်ခုကကျတော့ကျွန်တော်တို့ lens range တွေလည်းအစုံပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ range ပေါင်းစုံကြည့်လို့ရမယ်ပေါ့နော်အဲ့ဒါလေးကတော့သူ့ရဲ့ကောင်းတဲ့ချက်တွေလို့ကျွန်တော်မြင်တယ်နောက်တစ်ဆိုးတဲ့ချက်ကတော့ဘာဖြစ်မလဲဆိုတော့ကျွန်တော်အနေနဲ့တော့သိမရှိတာဗျာသူကတခုပဲ 35mm full frame နဲ့ရိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ crop factor ကိုတော့ထည့်စဉ်းစားပြီးတွက်ရမှာပေါ့နော်အဲ့ဒါဆိုရင်တော့အဆင်ပြေတယ်ရေရှည်တစ်ခုကကျတော့ရေရှည်သုံးမယ်ဆိုလို့ရှိရင်ဒီ range လေးတွေကကျွန်တော်တို့နည်းနည်းလေးဒါပြုံးသွားမလားလို့တော့ထင်ရတယ်ဒါပေမဲ့အခုကြည့်ရတာတော့ click ကတော့စစ်စစ်မှန်မှန်ပဲဘာမှတော့ကျွန်တော်မရှိဘူးဒါလေးတွေပေါ့နော်ဒါလေးတွေစာလေးတွေပြတ်သွားမလားဆိုတာတော့ကျွန်တော်နည်းနည်းရေရှည်သုံးမှစောင့်ကြည့်ရမှာပေါ့နော်အခုလောဆယ်လေးကတော့ဒါ fine တယ်ဘာမှမဖြစ်ဘူးအဲ့ဒါလေးတော့တွေ့တာပေါ့နော်ဆိုတော့တကယ်ပြောရမယ်ဆိုလို့ရှိရင်ဒီကောင်လေးကလုံးဝ filmmaker တွေအတွက် frame ကြည့်ဖို့တော့တကယ်ကိုမရှိမဖြစ်စောင့်ထားတဲ့အရာလေးပေါ့နော်ကျွန်တော်တို့အဓိကကတော့ကျွန်တော် time save ဖြစ်တယ်အချိန်ကုန်သက်သာမယ်ကျွန်တော်တို့duty နဲ့လှုပ်လှုပ်ရတဲ့လူတွေဆိုလို့ရှိရင်မြန်မြန်ဆန်ဆန်နဲ့ကျွန်တော် frame တွေရွေးလို့ရမယ်ပေါ့ဗျာတန်ဖိုးအနေနဲ့ကလည်းဒေါ်လာ100ကျော်ဝန်းကျင်မှာရှိရဆိုတော့ကျွန်တော်တို့ဒီ market ထဲမှာရှိသမျှ viewfinder တွေနဲ့စရင်ဈေးအသက်သာဆုံးလို့ပြောလို့ရတယ်ဒီထက်သက်သာတဲ့ viewfinder မရှိတော့ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ဒီ driver viewfinder လေးရဲ့အကြောင်းကတော့ဒီလောက်ပါပဲဒီကောင်လေးနဲ့ပတ်သက်ပြီးကျွန်တော်တို့သိချင်တာလေးတွေပါလေးရှိရင်လည်းကျွန်တော် comment မှာတော့၎င်း chat box မှာတော့၎င်းမေးလို့ရတယ်ပေါ့နော်ဆိုရင်တော့